အားလုံးပဲမင်္ဂလာပါညနေ sharing channel မှာကြိုဆိုပါရစေကျွန်တော်ဒီနေ့ပြပြမယ့်အကြောင်းအရာလေးကတော့ယခုလက်ရှိ social media ပေါ်မှာခေတ်စားနေတဲ့မိမိတပ်ပုံလေးတွေကိုကာတွန်းပုံစံလေးဖြစ်အောင်ဘယ်လိုပြောင်းရမလဲဆိုတာကိုကျွန်တော်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe နှိပ်ပြီး notification လေးကိုလည်းနှိပ်ခဲ့ပေးဖို့ကျွန်တော်တောင်းဆိုပါရခင်ဗျာပထမဆုံးကျွန်တော် Chrome browser ထဲကိုဝင်လိုက်ပါမယ် Chrome browser ထဲကိုကျွန်တော်ရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်ChatGPT website ကိုကျွန်တော်သွားလိုက်ပါမယ်ကျွန်တော် ChatGPT website ကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော် ChatGPT website ကိုကျွန်တော်ဝင်လိုက်ပါမယ်ကျွန်တော်အကောင့်မဖွင့်ရသေးဘူးဆိုလို့ရှိရင်ကျွန်တော် sign up နဲ့ကျွန်တော်အကောင့်ဖွင့်ပါမယ်တကယ်လို့အကောင့်ဖွင့်ပြီးသားဆိုလို့ရှိရင်ကျွန်တော် log in နဲ့တခါတည်းတောင်းဝင်လို့ရပါတယ်ကျွန်တော် sign up နဲ့အကောင့်တစ်ဖွင့်ပြီးတော့ဝင်ပြပေးတော့မှာဖြစ်ပါတယ်ပထမဆုံးကျွန်တော် Chrome ကျွန်တော်သွားလိုက်မယ်เนาะနောက်ပြီးရင်ကျွန်တော် mail တစ်ခုကိုကျွန်တော်နှိပ်လိုက်ပါမယ်နောက်ပြီးလို့ရှိရင်ကျွန်တော် content new ကိုကျွန်တော်နှိပ်ပေးပါမယ်နောက်ပြီးလို့ရှိရင်ကျွန်တော်နာမည်ပေးရပါမယ်နာမည်နဲ့မွေးနေ့ကျွန်တော်ပေးရပါမယ်ကျွန်တော်ကကျွန်တော်ရဲ့ channel နာမည်လေးပဲကျွန်တော်ပေးလိုက်ပါတယ်မွေးနေ့ကလည်းမိမိကြိုက်တဲ့မွေးနေ့ပေးလို့ရပါတယ်မွေးနေ့နဲ့နာမည်ပြီးသွားဆိုလို့ရှိရင်ကျွန်တော် content new ကိုနှိပ်ပါမယ်ဒါဆိုလို့ရှိရင်ကျွန်တော် ChatGPT အကောင့်တစ်ခုရသွားပါပြီ။နောက် okay let's go နှိပ်လိုက်ပါမယ်။ကျွန်တော်ဒါဆိုလို့ရှိရင်ကျွန်တော် website ChatGPT website ကိုကျွန်တော်မိမိအကောင့်နဲ့အကောင့်တစ်ခုရသွားပြီပေါ့နော်။အဲ့လိုခွင့်ကျွန်တော်နှိပ်လိုက်ပါမယ်အပေါင်းလေးပေါ့နော်။နောက်ပြီးလို့ရှိရင်မိမိပြောင်းမဲ့ဓာတ်ပုံရှိတဲ့နေရာကိုကျွန်တော်သွားပါမယ်။နောက်ပြီးလို့ရှိရင်ကျွန်တော်ဓာတ်ပုံကိုရွေးချယ်ပြီးကျွန်တော်နှိပ်ပါမယ်။အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်ဒီနေရာမှာဒီစာလေးဓာတ်ပုံအောက်မှာကျွန်တော်စာလေးထည့်ပေးရမယ်ပေါ့နော်ထည့်ပြီးလို့ရှိရင်ကျွန်တော်ကမြားလေးကိုကျွန်တော်နှိပ်လိုက်ပါမယ်ဒါဆိုလို့ရှိရင်ကျွန်တော်ကအချိန်ခဏလေးစောင့်ပေးရမှာဖြစ်ပါတယ်သူပုံဆွဲနေပြီပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်ဓာတ်ပုံလေးတစ်ပုံရပြီပေါ့နော်ကျွန်တော်ကဆွဲခိုင်းထားတဲ့ပုံလေးတစ်ပုံတော့ရပါပြီကျွန်တော်ဓာတ်ပုံနှစ်ပုံဆိုတော့လူပုံကပေါင်းသွားတယ်ပေါ့နော်ကျွန်တော်အဲ့မှာကျွန်တော်ငှားလေးနဲ့ကျွန်တော် download ဆွဲထားပြီးတော့စိတ်လိုက်လို့ရပါတယ်ကျွန်တော်နောက်ထပ်တစ်ပုံထပ်လုပ်ပြပါမယ်ကျွန်တော်ခုနကအတိုင်းပဲကျွန်တော်မိမိလိုချင်တဲ့ဓာတ်ပုံကိုကျွန်တော်ပြန်ယူလိုက်ပါမယ်ဓာတ်ပုံလေးရလာပြီဆိုလို့ရှိရင်ကျွန်တော်အောက်ကစာလေးကိုပဲကျွန်တော်ခုနကစာလေးကိုပဲကျွန်တော် copy ပြန်ထည့်လိုက်ပါမယ်အဲ့စာလေးကရေးကြည့်တယ်ပေါ့နော်အဲ့စာလေးတိုင်းရေးလိုက်ပါမယ်စာလေးတိုင်းရေးပြီးသွားလို့ရှိရင်ကျွန်တော်ကအာနာနှိပ်လိုက်ပါမယ်ညာလေးနှိပ်လိုက်ပါမယ်နော်ကျွန်တော်အချိန်ခဏစောင့်ပေးပါဒါဆိုလို့ရှိရင် ChatGPT ကကျွန်တော်ပုံစံလေးကိုသူကကာတွန်းပုံစံလေးပြန်ပြီးဆွဲပေးတာဖြစ်ပါတယ်။အဲ့မှာကျွန်တော်ကစိတ်ပြီးတင်လိုက်လို့ရပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe နဲ့ပြီး notification လေးကိုလည်းနှိပ်ခဲ့ပေးဖို့ကျွန်တော်တောင်းဆိုပါတယ်။